သူမဟာယော်နေရင်ရဲ့သမီးဖြစ်ပြီးသူမရဲ့အသက်အရွယ်ထက်အနာကြီးပုံမထက်မြက်တဲ့အရေးချွန်းရှိသူပါအသက်16နှစ်ပဲရှိသေးပေမဲ့စီနီယာကစားသမားအတော်များများမှတောင်မရှိသေးတဲ့နီးစနစ်နဲ့ကျွမ်းကျင်မှုကိုပြသနေပါပြီအတီးပြောရရင်သူမထက်ပိုပြီးနီးစနစ်ကျွမ်းကျင်တဲ့အသက်16နှစ်အရွယ်အမျိုးသမီးကစားသမားမျိုးကိုသင်သိပါသလားဒီကောင်မလေးဟာတကယ်ကိုမယိုရှိမှုလို့ပြောရမှာပါသူမမှာဘောလုံးဆွဲထန်နိုင်တဲ့အရှိန်ထူးခြားတဲ့ဟန်ပန်နဲ့ဘောလုံးပေါ်မှာထိန်းချုပ်နိုင်စွမ်းရှိတဲ့မယုံနိုင်စရာယုံကြည်မှုတွေရှိနေတာပါသူမရဲ့နာမည်ကလီလီယန်ဆန်တိုစ်ဖြစ်ပြီးအသက်16နှစ်မှာတင်လူတိုင်းရဲ့အာရုံစိုက်မှုကိုရရှိနေပါပြီအင်တာဗျူးတစ်ခုမှာသူမရဲ့အားကြရဆုံးအိုက်ဒေါဟာနေမာဂျူနီယာဖြစ်တယ်လို့ပြောခဲ့ပြီးသူမကစားတာကိုကြည့်လိုက်တာနဲ့ဘာကြောင့်လဲဆိုတာချက်ချင်းသဘောပေါက်သွားပါလိမ့်မယ်သူမမှာအလားတူစမ်းတစ်တဲ့စတိုင်ကစားကွက်ဖန်တီးနိုင်မှုနဲ့ဘောလုံးကိုတဘာဝအတိုင်းထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်သူမတိုးတက်လာမှုရဲ့အထူးအစိတ်ပိုင်းကတော့လမ်းဘေးဘောလုံးကစားတဲ့ကနေလာတာပါသူမဟာဘရာဇီးရဲ့လမ်းမတွေရက်ကွက်တွေနဲ့ကမ်းခြေတွေမှာကစားရင်းအချိန်အများကြီးကုန်လွန်ခဲ့ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးကတော့သူမဟာအမျိုးသားတွေနဲ့အမြဲလိုရှင်ပိုင်းကစားတာဖြစ်ပြီးဒါကသူမကိုလုံးဝချိန်ချောင်းမထားနိုင်ပါဘူးပြီးပြီးဆုံးတဲ့ထိန်းချုပ်မှုလွှဲစားနိုင်တဲ့ဘောလုံးဆွဲထွက်မှုနဲ့လုံးဝမကြောက်ရွံ့တတ်တဲ့စိတ်ဓာတ်တို့ရှိနေပါတယ်လူကြိုက်များသွားတဲ့ကစားကွက်တစ်ခုမှာသူမဟာနော့ကနေစကင်ထွက်ခွာပြီးအချိန်မြင့်ကအမျိုးသားကစားသမားအညာအပြားကိုကြော်ဖြတ်ပြီးတကယ်ကိုအံ့ဩစရာကောင်းတဲ့တည်ငြိမ်မှုနဲ့အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်